ဝင်ပေးတဲ့ကျွန်တော်တနက်ပင်ကမိသားစုတွေအားလုံးကျွန်တော်ကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်တို့နဲသည်များသည်ဗဒနာမဟုတ်ပါဘူးအလှငွေထည့်လိုက်တယ်ဆိုတာတိုင်းပြည်အတွက်ကျွန်တော်တနောက်တနေရာပံ့ပိုးတယ်လို့ကျွန်တော်သိနေပါဖတ်ကြည့်တာပါအားလုံးတော့ကျွန်တော်တို့ရဲ့မိသားစုတွေရဲ့ဝိုင်းဝန်းထောက်ပံ့မှုလည်းအရေးကြီးပါတယ်ပညာရေးတိုးတက်မှာတိုင်းပြည်တိုးတက်မှာလို့ကျွန်တော်တို့အခုချိန်မှာအားလုံးသိပြီးတော့လို့ယူဆပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒီအင်တာဖောင်ဒေးရှင်းရဲ့နိုင်ငံဆရာတော်ကြီးများရဲ့ကျေးဇူးတော်နဲ့ကျွန်တော်တို့အားလုံးဒီမှာလှူဒါန်းခွင့်ရတယ်ကျွန်တော်တို့လည်းဒါလာပြီးတော့လှူဒါန်းကြတာပါဒါနပြုကြတာပါအားလုံးလှူပါကျွန်တော်တို့ကတော့ဟုတ်ကဲ့ကျွန်တော်တို့တက်နိုင်တာတော့ကျွန်တော်တို့ရဲ့အမှုပညာယဉ်မှုပညာပါပဲဗျာငွေချင်းမတက်နိုင်ပဲလေကျွန်တော်တို့ရဲ့အမှုပညာစွမ်းရည်နဲ့ကျွန်တော်တို့လာရောက်ပြီးတော့ပံ့ပိုးရတာပါအဓိကတော့ကျွန်တော်တို့တိုင်းပြည်ကိုတိုးတက်စေချင်တဲ့စိတ်ကျွန်တော်တို့လူတွေအားလုံးရဲ့ရှင်ထဲမှာရှိတယ်ဆိုတာအမှန်ပဲလို့ကျွန်တော်ကြိုးကြည့်ပါတယ်ဟုတ်ပါသလားခင်ဗျာကျွန်တော်တို့တူးတယောက်ချင်းစီရဲ့စွမ်းရည်တိုးတက်မှကျွန်တော်တိုင်းပြည်တိုးတက်ပါပါအဲ့ဒီဘက်ကြောင့်လည်းကျွန်တော်တို့ကနေဒါဖောင်ဒေးရှင်းဆရာတော်ကြီးတွေကနေပြီးတော့လူငယ်တွေတိုင်းပြည်ရဲ့ပညာရေးတိုးတက်ဖို့အတွက်ကိုနှစ်စဉ်ထောက်ပံ့ခြင်းတွေထောက်ပံ့ပြီးမှဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်အခုလှူလိုက်တဲ့အလူငွေဟာတိုင်းပြည်အတွက်တောက်တနေရာနေပြီးတော့ကျွန်တော်တို့အုတ်ချက်တဲဝိအလူတန်းပြလိုက်ရတယ်ပါဗျာဟုတ်ကဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့ဖြော်ရေးစီစဉ်လေးနဲ့အခုဆက်လက်ပြီးတော့တောင်းတာတချင်းတောင်းတာရှိတယ်တချင်းတောင်းတာဘယ်သူတောင်းပါခုနကသူကယူလာဘယ်သူယူပါဟိုတောင်းမဟုတ်ဘူးစူးတော်ဝင်နေကြော်စိုးလို့တောင်းတချင်းတောင်းတာဟာလာတောင်းတာလားပြပြမယ်နော်အဲ့ဒါအခုကြော်စိုးနေတဲ့ခုနဝယ်ဒီနဲ့စိုးသွားတာတဲ့အရန်နားတောင်ကောင်းတယ်တဲ့မတင်တော့ဗျာကျွန်တော်ပြန်ဘယ်လောက်တောင်းတာလဲဟိုကျော်စိုးတစ်ဆက်ရှင်2000နဲ့တဲ့အပေး2000ကျွန်တော်တောင်းတာပဲတော့ဗျာအမဟုတ်ပါဘူးကျော်စိုးအတောင်းခံရအေးကျွန်တော်လည်းဘာကျွန်တော်ပြောကျော်စိုးဝယ်ဒီရဲ့ဟိုတဲ့ဟိုဇုံတဲ့ချင်းလေးနဲ့ထပ်ပြီးတော့ပြောပေးပါဦးမျက်စိမလောက်တော့ဘူးထင်ပါတယ်နော်မျက်စိနောက်ပြီလားနောက်တော့ပါတော့အဖြူကြီးဆိုနောက်မှာမပါဘူးပျောက်သွားမှာဆိုလို့ပါပြိတ္တရဲ့မျက်စိကြီးမှာကျွန်တော်ပျောက်သွားမှာဆိုလို့ကျွန်တော်ဂျုတ်ကအင်ကြီးကိုသားနဲ့ထိန်းရတာလေကိုကဂျုတ်ကလည်းရှိပြီးသားဆိုတော့အဲ့လိုဂျုတ်ကလည်းပြက်လာတယ်ဆိုတော့ကျွန်တော်ဝေစားနဲ့ထိန်းရတာပါအဲ့ဒါကြောင့်ဘာဆိုမှလဲငယ်ကျွမ်းစီငယ်တော့လောင်ဆွေပါငယ်ကကျွမ်းလို့လောင်ပါဒီမှာငယ်လောင်ဆွေလို့ဆိုင
ပြီးစင်းရပြောနေတိတာပဲ အာနာပါလာနဲ့နားထောင်နေဟုတ်တယ်မ ကိုကြောက်လို့နားထောင်ကြတာဘုံမတော့ကလာပြီသူက နော်ကြောက်လို့နားထောင်နေဟုတ်တယ်မအာနာပြီးနားထောင်နေအမှန်သူတချင်းဆိုတာအတန်းလုံးဝမပြီးဘူးကျွန်တော်နောက်ကနေနားထောင်ဟာကျော်စိုးတချင်းလာစုနေတယ်အတန်းမပြီးဘူး အဲ့ဒါပလီရနော် စကားမပြီးဘူးကျော်စိုး ကျွန်တော်ပြီးရနော်ပရိသတ်တီးပရိသတ်ကျွန်တော်ပြီးရနော်ပြီးနော် ပြီးတယ်လို့ပါ ပြီးရနော်ပြီးကျွန်တော်အားပေးရအဒီတော့ပြီးတယ်ကျွန်တော်ပြောတီးတယ်နော် ဒီတဲ့ပြောလို့ပြီးတာပေါ့ဗျာတကယ်လို့ကဲဥမာပန်းချပြီးကလာကြီး6ရောက်အဲ့ဒါကိုပြီးအောင်ခင်ဗျပြောနိုင်တာ ဖတ်ချပါပြီးတော့ပြောတယ် အေးပြီးအောင်ပြောနိုင်တာ ဘာကြောင့်ပြော ဟုတ်လေဒီကခင်ဗျမပြီးဘူးဆိုတော့အောက်ကပိတ်သက်ကရီးမယ်ဗျာနော် ကျွန်တော်မပြီးဆိုရင်ပြိတ္တာ ပိတ်သက်ရီးမယ်ပြီးတယ်ဆိုရင်တော့သူတို့ရီးမှာမဟုတ် ကျွန်တော်ပြောမယ်နော် အေးပြောကြည့်လေခင်ဗျ ကျွန်တော်ပြောပန်းချပြီးလိုက်ချောက်တယ် ဟုတ်တာ အဲ့ကြည့်လို့ပြတယ် ဟုတ်ဒါဒီတိုင်းပြောရတယ် ဟမ် အဲ့ဒီတိုင်းပြောတာပြီးတာပေါ့ဗျာ လက်ပြပြတယ် သတိထားပြီးပြောတာဟာရုပ်ပြတော့ကပြောဆိုတဲ့အချိန်ကျခင်ဗျပြောလိုက်ဆိုရင်မပြီးဘူးပိတ်သက်ရီးလိုက်မယ် ကျွန်တော်ပြောခင်ဗျပြောဆိုချင်တယ်ကျွန်တော်ပြောမယ် ခင်ဗျဓာပိတ်တာ နားပိတ်တာ နားပိတ်တာဆိုကျွန်တော်ပြောဆိုပြီးပုတ်လိုက်တဲ့အချိန်ကျခင်ဗျအဲ့ဒါကိုပြပြသက်သက်ပြောရင်ပိတ်သက်ရများမပြီးဘူးဆိုရှိလိမ့်မယ်ပြီးရဆိုမရှိဘူး ကျွန်တော်မပြီးပြိတ္တာကရှိလိမ့်မယ်ပြီးမရှိတော့ဘူးဟုတ်ပြီကျွန်တော်နားပိတ်တာပြောတယ်ကျွန်တော်ဟုတ်ပြက်ကျွန်တော်ပုတ်လိုက်မှခင်ဗျပြောနော် လေးချက်ချက်โอเคပြီနော်ဆက်လဲတဲ့ပြပြောချက်ပါ โอเคgood ကျွန်တော်ပိတ်နားပိတ်ဟုတ်ပြီကျော်စိုးညမလေးစေတန်းဖြည့်နေတာဗျာတည့်ရကျူရှင်သွားမယ်ဆိုရင်ပျောက်ဟော3-4လလောက်ကြာရင်အိမ်ပြန်ရောက်လာကျွန်တော်ကသွားတွေ့တော့ကိုဝင်လေးနဲ့ကျွန်တော်ကဒီကောင်မလေးကိုဝင်ဘသူနဲ့ရတာလဲပြော ပန်းချပြီးလိုက်ထောက်ရောက်ဗျာ ပိတ်သက်ရှိရခင်ဗျမပီလို့တွေ့လား ပြီးတယ်ဘာလို့ရှိတာလဲပြီးတယ်ဘူးလား ခင်ဗျလောင်းကြီးစားရေးချုပ်ခင်ဗျရှုံးနေပြီ ပြီးပါလေအကြီးကျွန်တော်ပြီးရမလား မပီရှိမယ်လေကျွန်တော်ပြောပြီးသားမပီလို့ရှိတာပေါ့ ပန်းချပြီးလိုက်ထောက်ရောက်လေပြီးရဗျာ မပီဘူးလာပြီးတစ်ချင်းညာဆို ဘာမဟုတ်ဘူးဖက်ဒါဘယ်ဒီရှိလို့ပြတုံးနေတယ်နောက်တော့ခင်ဗျအရှက်မရှိနောက်တစ်ခေါက်တက်ပြန်ရော ဗျလုပ်မယ်ခင်ဗျ နောက်တစ်ခါလုံး လုပ်အဲ့ဒါနားပဲ သူညီမလေးကနောက်6လလဲပြီး10လလဲဖွာအောင်တဲ့သားယောက်ျားလေးတယောက်မွေးရောအမလေးအသားရည်ကလှပါမဲတူးနေတာပဲအဲ့ဒါဘသူလက်ချက်လဲမေးကြည့်အောင်မယ်ဘသူလက်ချက်လဲ ပန်းချပြီးလိုက်ထောက်ရောက်ပန်းချပြီးလိုက်ထောက်ပန်းချပြီးလိုက်ထောက်ပန်းချပြီးလိုက်ထောက်ရှုံးပြီရှိတယ် ပြီးရတယ်ဗျာပြီးတဲ့တိုင်ကပန်းချပြီးလိုက်ထောက်ရောက် ရှုံးပြီရှိတယ်လေခင်ဗျမပီလို့ရှိတာပေါ့ဗျာ မဟုတ်တော့ဗျာကျွန်တော်ကတော့တချီစုနေလဲဝိုင်းချကြတယ်ကျွန်တော်အများကြီးပြောကြတယ်ဗျာခင်ဗျဟုတ်တယ်ဗျာတော့ကျွန်တော်ပြီးပါလေဗျာ ခင်ဗျကိုတနာပြီးတော့စုပေးရတယ် ဟုတ်တယ်ကျွန်တော်မျိုးရှိတယ်ကျွန်တော်တောင်းစားတယ်ဗျာနားရရိုးတယ်တော့ကျွန်တော်ကြောက်လို့လို့လိုက်တောင်းစားတယ်ကိုကပြုတ်ကကိုစုလို့ထည့်ဟုတ်ပေါ်ပေါင်းနေတော့ကိုဘာလို့လဲကိုတော့ကျွန်တော်စကားလို့ဗျာကိုတော့သူ့နေများချတာတော့ကိုတော့အဲ့လိုဘယ်လိုသိ ခင်ဗျရှိတယ်ရှုံးပြီလေခင်ဗျ ဒီတော့နောက်ဆုံးခေါ်လို့နောက်ဆုံးတစ်ခေါက်တော့ ဟုတ်တယ် ရရလေးရတယ်ပြောပါ ဟုတ်တယ်ကိုမရတဲ့သူကျွန်တော်ဒီတော့လေးလေးရှိရဟုတ်တယ် ကျွန်တော်ကြီးသိတာနဲ့ခင်ဗျထပ်လုပ်ချင်တယ်လုပ် ပြီးလေလို့ပန်းချပြီးလိုက်ဆောပြီးရတော့ပန်းချပြီးလိုက်ဆောပြီးရတော့ပြီးပါလေအနည်းတော့တော့ပြီးလို့လားဒီကတော့ဒီချက်ချ ကဲတော့နောက်ဆုံးနားပဲ ကျော်စိုးညီမလေးဗျာငယ်ငယ်လေးပါဖြူဖြူထိုးထိုးလေးသားလေးတယောက်မွေးလာမဲတူးနာပြမအဲ့ချာပြီးလိုက်ကြောက်ရောက်ဖြစ်တဲ့ကိစ္စပေါ့ဗျာအဲ့ဒါနဲ့ကျွန်တော်
အော်ကျော်စိုးမင်းညီမကလေးတယောက်နဲ့ဒုက္ခရောက်တယ်အဲ့ဒါဘသူကြောင့်လဲလို့မေးတယ် ကျော်စောညီမပန်းချပြီးတရားစီထားရောက်နေတော့တရားစီရတယ်တော့ဘာပြကလားနဲ့နိုင်သွားတော့မှသူမပြောတော့ဘူးဟုတ်တယ်တော့လည်းအများကြီးပြောပါဘူး ဖိုင်ရတယ် ဘာကမှသူလို့ မိုင်ရဲ့နားမိတ်တာဟိုးဝိတာတော့မသိဘူး ဟိုကျရုပ်ပါလေကျွန်တော်ဒီကားပြီးပါလားကိုတော်ရဲ့ကိုတော်ကမပြီးလားမပြီးတော့လည်းတော့ထိပ်ပါပြောင်းသေးတာအခုမှပြန်ဆိုင်ခိုင်း အောင်ပါ ဘယ်ရအဲ့လိုကျော်အလှမ်းပြီး သူလူများတော့ပြန်ပြီးတော့ပြောင်းတယ်လို့ ဘယ်ရသူ့ပြောင်းဘာမှမဟုတ်သူပြောင်းလာလေသူအတွင်းပုတ်လို့သူတပင်ကတိကပြောင်းသွားတာအခုမှပြန်ဆိုင်ပြီးတာတနာလို့ဆိုဘုံဘုံကနေပြီးတော့ကိုသူရိုးရတဲ့ဆေးလေးပါပါပြီးတော့သူကျိုးရတာဆေးလေးကျိုးပြီးတော့တပင်ကထွက်လာအဲ့ဒါတော့သူလူမျိုးပြောင်းလာတဲ့ဟာ ဟုတ်ပါအဲ့ ကနေဒါဖောင်ဒေးရှင်းအစွမ်းတွေပါဒါပြပြောမယ်ဆို ဟုတ်ပါအဲ့ကျွန်တော်ကြော်ညာပါတယ်ကျွန်တော်သပင်ပေါက်သေးယူရီးယားတွေမှာပြီးသုံးပါပါတယ်အဲ့ကျွန်တော်သပင်ပေါက်သေးလို့ချင်းကျွန်တော်ဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ် ဦးသေးတယ်လိုက်ဖြည့်စည်းနေရတာမစမ်းတော့ပြလာရောက်နေတာ အတွဲခွေအနေနဲ့ကတော့6ခွေလောက်ထွက်ပြီးပါပြီ။ Opa Gangnam Style တချင်းလေးတွေပါပါတယ်။ခွေလေးကျဲပါမယ်။မရတဲ့လူလည်းစိတ်မဆိုးပါနဲ့နော်။နောက်တစ်ပိုင်းမှလည်းထပ်ကျဲပေးမယ်နော် လေလေပြတ်တော့3ယောက်ရှိတယ်နော်အဲ့လိုအဲ့လိုခွေးပြခွေးအခွေး ။ လေးခွေး ပြီးတော့မှဒုတိယပိုင်းကဆက်ကျဲအောင်မယ်။မရတဲ့လူတွေစိတ်မဆိုးနဲ့နော်။ဒီတော့ပိုင်းကတော့နည်းနည်းအေးတဲ့တချင်းလေးနဲ့ပဲဖြောပြခြင်းပါတယ် အဲ့လိုအခွေးအပြင်းနဲ့လေပြတ်တော့3ယောက်ရှိတယ်နော်ကျွန်တော်ပြော ။နောက်တစ်ပိုင်းကျရင်ဒီကချစ်ကိုကြီးရေကိုစုံတော်အောင်တို့ကိုကျော်စိုးနဲ့အတူကဲမယ်နော်။ကုံမိုးဆက်တို့နဲ့အမရောကာကြီးအမဲလိုက်ကဆိုမှာဒီနားမှာကိုရီလာကရင်ဒီကအတော်ရင်စိတ်ဆိုးမယ်နဲ့တူတယ် Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
နဲ့ကနေရာဖောင်ဒေးရှင်းဖွဲ့ရဆိုရင်ရန်ကုန်မြို့တစ်မြို့လုံးနေရာအလက်မကျန်အောင်နေရာနဲ့မှထုတ်ခံပါတယ်အလှူခံတဲ့အချိန်မှာတောက်လျှောက်တိုင်းခံပြီးတီးပေးတာတော့ကိုထအောင်ပါကိုထအောင်ကစေနာမြတ်တာနဲ့ပြီးတော့ဒီပွဲကိုဖြစ်မြောက်ကူညီပေးတယ်အဘဖုန်းကြီးရဲ့ဖုန်းကြီးရဲ့တက္ကတာရဲ့ကတရားကမများနဲ့တကောတနက်ပြည်ရွာကသမီးတို့ချက်ပြုတ်ကျွေးမွေးတဲ့မမတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟင်းချက်လည်းရမ်းကောင်းပါတယ်စားလို့လည်းကောင်းပါတယ်ရှင်ဟုတ်ပါတယ်ဟာပုံမပြောပါဘူးဟာနောက်တော့စွချင်မယ်ဆိုရင်ကြိုက်လားကြိုက်တယ်ဆိုဟောတော့ကသူမြင်နေတယ်နည်းနည်းလေးကြပေးပါအဲ့ဒီစစ်တော့ အားလုံးချစ်တယ်အသက်ရှူတိုင်းမှာပတ်စံနေအများကြီးရပါစေတော်ကြောက်သွားတယ် အာဘွားမေးတာအာဘွား I
ကျေးဇူးလိုက်ပါတယ်ခင်ဗျာ ကျွန်တော်